မန်ချက်စတာယူနိုက်တက်ဂန်နိုတဲ့စမူတူဖြစ်တဲ့ရှယ်ရင်ကန်ကစီရန်နိုဟာမက်ဆီကစားနေတဲ့မေဂျာလိပြိုင်ပွဲကိုတစ်ချိန်ကျရင်ပြောင်းရွှေ့ကစားဖို့ရှိတယ်လို့သုံးသပ်ပြောဆိုလိုက်ပါတယ်။စီရန်နိုဟာအသက်52နှစ်ပြည့်မွေးနေ့ရောက်ဖို့နီးကပ်လာပြီးဖြစ်ပေမဲ့အခုချိန်ထိထိပ်တန်းစဉ်ခြေစွမ်းပြသနေဆဲဖြစ်ပြီးပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကအဲနာဆာအသင်းနဲ့2029ခုနှစ်ထိစာချုပ်တရံတိုးခဲ့ပါတယ်။စီရန်နိုဟာဆော်ရီဘရိုလီမှာတတိယကြိမ်မြောက်သွင်းကိုများဆုံးရွှေဖနက်ဆုရယူနိုင်ဖို့နှီးစပ်နေပြီးအဲနာဆာအတွက်ပထမဆုံးစူပလာအောင်မြင်မှုရယူနိုင်အောင်ပြစ်မှတ်ထားနေပါတယ်။ဒါအပြင်စီရန်နိုဟာလာမယ့်2026ကမ္ဘာလုံးပြိုင်ပွဲကြရင်စံချိန်တင်ဖြစ်6ကြိမ်မြောက်ပါဝင်ဆင်နွှဲသွားမှာဖြစ်ပါတယ်။ပေါ်တူဂီအသင်းသမိုင်းတစ်လျှောက်ပွဲအများဆုံးသွင်းကိုများဆုံးကစားသမားဖြစ်ရည်တည်နေသူစီရန်နိုဟာပေါ်တူဂီနိုင်ငံကပူးတွဲအရှင်ဖြစ်ကျင်းပမယ်2030ကမ္ဘာလုံးပြိုင်ပွဲအထိဘောလုံးကစားသွားဖို့ရှိတယ်ဆိုတဲ့သုံးသက်ချက်တွေလည်းထွက်ပေါ်နေပါတယ်။ United အသင်းနဲ့အတူ1999ဖလားသုံးလုံးချန်ပီယံဖြစ်ခဲ့သူရှယ်ရင်ကန်ကအရေးကြီးဆုံးကကိုကျမ်းမာကြံ့ခိုင်မှုရှိဖို့နဲ့ဒဏ်ရာပြဿနာတွေမကြုံတွေ့ရအောင်နေထိုင်သွားဖို့ပါပဲ။စီရန်နိုရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကစက်တလုံးလိုဖြစ်နေပြီးဆော်ရီလိပြိုင်ပွဲကလည်းသူ့အတွက်အရန်ကြီးခတ်ခဲ့တဲ့ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူး။စီရန်နိုဟာနောက်ထပ်နှစ်နိုင်ငံကြာအောင်ဘောလုံးဆက်ကစားသွားဖို့ရှိပြီး44နှစ်လောက်ထိဘောလုံးကစားနိုင်မယ်လို့ထင်ပါတယ်။စီရန်နိုအနေနဲ့ဥရောပမှာပြန်ကစားဖို့တော့မဖြစ်နိုင်ပဲအမေရိကမှာသွားရောက်ကစားဖို့သိကြပါတယ်လို့ပြောကြားခဲ့ပါတယ်။